ကဲအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာနော် Manchester United အသင်းတို့ကတော့ဒါ Crystal Palace ကိုဒါ Old Trafford ကွင်းကျင်းမှာလက်ခံကစားသွားမှုရှိတယ်ဆိုတော့ကဒီပွဲမတိုင်မီမှာနော်ဒီနေ့ဒါနေ့လေ American စံတော်ချိန်2နာရီမှာကန်သွားတဲ့ဒါ Wolverhampton နဲ့ Aston Villa တို့အသင်းတို့ကတော့နော်မမျှော်လင့်မဲ့ Aston Villa ကဒါ Wolverhampton ကိုရှုံးသွားတာ2-0ဆိုတဲ့ဒါရှုံးရလာကြဆိုတော့က Man United တို့အတွက်တော့အခွင့်အရေးကတပတ်ပြီးတပတ်နော်အခွင့်အရေးများစွာ Man United တို့က Man United တို့ကတော့အခွင့်အရေးကဒါ Man United ကိုလမ်းကြိုနေတဲ့သဘောဖြစ်နေတော့အရင်ဘက်မှာကြတော့ဒါ Chelsea တို့နဲ့ဒါအမတ်ကွာဟရေးအတွက်ပေါ့နော်အဲ့ဒီအခွင့်အရေးကျွန်တော်တို့ပိုင်ဆိုင်ခဲ့ဆိုတော့အဲ့ဒီအခွင့်အရေးကိုလည်းကျွန်တော် Everton နဲ့ကွင်းမှာ Everton နဲ့ပွဲမှာနော်1-0ဆိုတဲ့ဒါအဝေးကွင်း1-0ဆိုတဲ့အဝေးကွင်းအနိုင်ပွဲရလက်နော် clean sheet ပါယူပြီးမှတော့ Chelsea ကို3မှတ်ဖြတ်ထားနိုင်ခဲ့တယ်ဆိုတော့ကဒီတစ်ပတ်မှာကြတော့ကျွန်တော်တို့ Aston Villa တို့ဒါအမတ်ရှုံးမှုကျွန်တော်တို့ကတော့အခွင့်အရေးကိုအမြင့်ရယူဖို့အရေးကြီးတယ်ဒါပေမဲ့ကျွန်တော်တို့စိတ်ပူစရာမလိုပါဘူး Market Carey တို့ Manchester United အသင်းတို့ကတော့เนาะအဲ့ဒီအခွင့်အရေးကိုအမြင့်ရယူသွားလိမ့်မယ်လို့ကျွန်တော်တို့အခိုင်အမာကိုယုံကြည်တယ်ဆိုတော့ကဒါ Crystal Palace ကိုเนาะ defending နောက်ပိုင်းဒီမှာကျွန်တော်တို့ကတော့တိတ်ဆုံမှုဒီမှာအခြေအနေကတော့တိတ်တော့မဟန်ဘူးနောက်ဆုံးတာ Premier League ဒါ Premier League မှာကြီးပဲ9ချိန်တွေးဆုံခဲ့တဲ့ဟာကိုကျွန်တော်တစ်ချက်လောက်ပြောပြမယ်เนาะနောက်ဆုံး9ချိန်မှာဒါ Crystal Palace နဲ့တွေးဆုံမှုနောက်ဆုံး9ချိန်မှာ Man U ကတော့တစ်ချိန်ပဲအနိုင်ရထားတာတွေ့ရတယ်ဂျာမာတရေเนาะ Crystal Palace ကတော့ဒါ3ချိန်တိုက်အနိုင်ယူထားတာပေါ့ Man Uနော်ဆိုတော့က Crystal Palace ကိုလည်းကျွန်တော်တို့ကတော့ short တွက်လို့မရဘူးနော်သူတို့ရဲ့နီးပြကတော့မနစ်ကဒါဘယ်လိုဒီစွမ်းဆောင်ထားလဲဆိုတာကျွန်တော်တို့အကုန်လုံးမျက်မြင်ပါနော်မနစ်ကဒါ Man City တို့ကိုနော်ဒါ FA Final မှာတွေနော်ဖြုတ်ပြီးမှဒါ FA ဖလားကြီးကိုကင်မြောက်ခဲ့တာတွေဆိုတော့ကဒီနှစ်ဒါရဒီအစမှာနော်ဒါလီဗာပူးနော် penalty အဆုံးဖြတ်မှာဒီနော်ကျွန်တော်တို့ဒါ community ဒိုင်ကိုတော့ရယူခဲ့တာတွေကြည့်မယ်ဆိုတော့ဒါအခြေအနေကတော့တော်တော်ကောင်းနေတဲ့အနေထားနော် Crystal Palace တင်းတို့ကတော့ဆိုတော့က Man U တို့အတွက်လည်းတော့မခဲလာပါဘူးဒါပေမဲ့ကျွန်တော်ကတော့ Market Carey တို့ကိုယုံကြည်တယ်နော် Aston Villa တို့အမှတ်ဆုံးရှုံးမှုကိုအခွင့်အရေးကိုကျွန်တော်တို့ကတော့အမြင့်ရယူပြီးတော့ Old Trafford ကွင်းကြီးမှာအနိုင်3မှတ်နဲ့ကျွန်တော်တို့ကတော့ဒါ Man U တို့ပြန်လာနိုင်မယ်လို့ကျွန်တော်တို့မျှော်လင့်တယ်ဒါပေမဲ့အရင်ပတ်မှာလည်းကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲနော် Everton ကိုခက်ခဲမယ်ဒါပေမဲ့ကျွန်တော်တို့ကတော့အနိုင်3မှတ်ကတော့တိတ်ချတယ်လို့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲနော်ပွဲလေးပြီးတော့ကျွန်တော်တို့တော့ဒါ Benjamin Sesko ရဲ့1-0ဆိုတဲ့ဒါအနိုင်ကိုရလက်ကြောင့်ကျွန်တော်3မှတ်ပိုင်ဆိုင်ခဲ့ပါပြီဆိုတော့က Chelsea တို့ကိုလည်းဒါဂိုးကွာဟာဒါ Chelsea တို့ကိုလည်းဂိုးကွာဟာချက်တော့မဟုတ်ဒါအမှတ်ကွာဟာချက်3မှတ်တိတိပြတ်ထားနိုင်တယ်နော်ဆိုတော့ Chelsea ကိုတစ်ဖက်မှာကျွန်တော်တို့စောင့်ကြည့်ရမယ်နော် Arsenal နဲ့ Chelsea ကတော့ဒါကန်ရမှုရှိတယ်အမရိကွင်းကြီးမှာ Chelsea ကတွားကန်ရမယ်ဆိုတော့ကအဲ့ဒီ Chelsea နဲ့ဒါ Arsenal ပွဲကလည်း Arsenal တို့သူတို့ Chelsea ပွဲကိုလည်းကျွန်တော်တို့ကနော်ဆက်ဆောက်ကြည့်ဖို့ကတော့ပြောမယ်ဆိုတော့ Chelsea တိတ်မဟန်ဘူးပေါ့ဆိုတော့က Chelsea အမှတ်ရော့မလားပေါ့နော်တစ်ခါမှ Arsenal ပဲအမှတ်ရော့မလားဆိုတော့ Arsenal ကတော့နည်းနည်းတာမှာပေါ့သူ့အိမ်ကွင်းလည်းဖြစ်တယ်ဆိုတော့သူတို့ဒီအတင်းကလည်းနော်ဒါရင်ဘက်မှာဒါစပါးကိုလည်းဒါလက်မြောက်လန်ဒန်ဒါဘီပွဲမှာနော်ဂိုးပြတ်တွေတိတ်ပြီးမှအနိုင်ယူထားနိုင်တဲ့အနေထားဆိုတော့အခုချိန်မှာကတော့ဒါယုံကြည်မှုတွေကတော့အမြင့်ဆုံးမှာရောက်နေလောက်ပြီနော်ဒါချန်ပီယံလိဂ်မှာကလည်းသူတို့ကတော့ပွဲချောင်းနေနော်ဒါလီဗာပူးစီနဲ့တွေ့မယ်16တင်းရှုံးထွက်မှာဆိုတော့ကအာဆင်နယ်တို့အတွက်ကတော့ဒီနှစ်ကတော့ဖလန်လန်းကြောင်းကတော့နော်ခွင့်ရေးတွေကတော့ပွင့်နေပြီနော်ချန်ပီယံလိဂ်မှာကလည်းတေချာပေါက်ဆီမီဖိုင်နယ်တက်ဖို့ရှိတယ်နော်ဆိုတော့ကတစ်ဖက်မှာဒါချယ်ဆီကိုကြည့်မယ်ဆိုရင်ချယ်ဆီကလည်းဖိအားတော်တော်များနေတဲ့အနေထားပေါ့နော်ဒါချန်ပီယံလိဂ်မှာကလည်းဒါ PSG ကိုတွေ့ရမယ် PSG ကနီးပြတော့ပြောထားတယ်နော်16တင်းရှုံးထွက်စစ်မှာပဲတင်းနဲ့တွေ့ချင်တယ်လို့ပြောတဲ့ခါကျတော့သူတို့ကချယ်ဆီနဲ့ပဲတွေ့ချင်တယ်လို့ပြောတာဟုတ်ဆိုတော့ကတော့ချယ်ဆီလည်းတိတ်မကြည်တဲ့သဘောမှရှိတယ် PSG နီးပြတော့ဒါအရင်နှစ်ကဒါလွန်ခဲ့တဲ့နှစ်မှာနော်ဒီ2025မှာဒါအမေရိကမှာဒါကမ္ဘာ FIFA Club အဲ့ဒီတန်ပွဲကြီးကျင်းပတဲ့အချိန်မှာတို့ချယ်ဆီကဒါ PSG ကို final မှာ3ခုတကူနဲ့3ခု3ညလားမသိဘူးအဲ့လိုဖြုတ်ပြီးမှဖလားယူခဲ့တာလေ FIFA ဒါ World Cup ပေါ့ FIFA World Cup တော့ဖြစ်နေပြီ FIFA Club World Cup ပေါ့နော်ပထမဆုံးကျင်းပတဲ့ဒါလက်နစ်မှတစ်ကြိမ်ကျင်းပတဲ့ဒီ cup ကိုပထမဆုံးကျင်းပတဲ့ cup ကိုချယ်ဆီတို့ကတိမ့်ပိုက်ထားနိုင်ခဲ့တယ်ဆိုတော့ဒါ PSG နီးပြတယ်သိကြည့်ပုံမရဘူးဆိုတော့ဒီလိုအနေထားမှာဒါ PSG နဲ့တွေ့ရင်တော့ချယ်ဆီတို့လည်းမလွယ်လောက်ဘူးဆိုတော့ကဒီအနေထားမှာ Man U တို့တော့ခွင့်ရယူဖို့ရည်ကြည်တယ်ချယ်ဆီနဲ့အမှတ်ကွာဟရေးတစ်ဖက်မှာလီဗာပူးကကြောင့်ဝက်ဟန်နဲ့တွေ့မယ်ဝက်ဆန်တို့ကလည်းနော်ဒါတိုင်းစစ်စုံမှာရောက်နေတဲ့အတင်းဖြစ်တဲ့အတွက်ဒါလီဗာပူးတို့အတေကုန်ရုံးရမယ်ဆိုတော့က Man U တို့အတွက်မနေ့ပြန်ထွက်လာမဲ့လူစည်းကိုကျွန်တော်တို့ချက်လောက်ခန့်မှန်းကြည့်အောင်ပါတေချာပါတယ်နော်ဒါမာတီနက်ကကမ္ဘာဖလားပိုင်ရှင်ကြီးဒါအာဂျင်တီးနားခံစစ်မှုနောက်တန်းခံစစ်မှုဒါမာတီနက်ကတော့ပြန်လာဖို့ကတော့တိတ်မသေးချဘူးเนาะလက်အပ်မှာ first line up မှာတော့တိတ်တော့ပါလာဖို့မသေးချဘူးဆက်လက်သူဒန်ယာ injury ကတက်တာလာတယ်ဆိုပေမဲ့ Market Carey ကပြောထားတယ်เนาะအရေးစွတ်ပြီးတော့မသုံးဘူးလို့ပြောထားတယ်ဆိုတော့က
တူးနေရမှာနော်ဒါမကွဲရတေချာတယ်အင်္ဂလန်နောက်ခံနော်ခံစစ်မှုဖြစ်တဲ့မကွဲရတော့ပါလာမှုတေချာတယ်ဆိုတော့ကမကွဲရနဲ့ရိုတွဲလာမလားဒါမှမဟုတ်မန်ဇာဗီတွဲလာမလားတစ်ဖက်မှာဟန်ဗီဒါဟန်ဗီကလည်းရှိသေးတယ်ဆိုတော့ကကျွန်တော်တော့ထင်တယ်ဒါအဗာတာနဲ့မှာဒါကန်တော့တဲ့တုံးသွားတဲ့လူစင်းတိုင်းပဲဒါနောက်တန်းမှာတော့အပြောင်းလဲမရှိအဲ့ဒီလူစင်းပဲတုံးလာမယ်လို့တော့ကျွန်တော်ထင်တယ်ကွင်းလင်မှာတော့တုံးဆန်တိုင်းဒါကက်စမေရိုနဲ့ဒါကိုဘီမိုင်နူဒါတိုက်စစ်မှာပဲနည်းနည်းအပြောင်းလဲလောက်လာမလားပေါ့ကျွန်တော်တို့ဒါမနေ့ကနည်းနည်းစောင့်ကြည့်ဖို့လိုတယ်နော်ဆိုတော့ကမယူဗိတ်တက်တွေတွက်ကတော့နော်တစ်ပတ်ပြီးတစ်ပတ်ပျော်ရွှင်ရမယ်နေ့တူကစောက်ချူနေပြီနော်မနေ့ဖြတ်မှာကျွန်တော်မာယူနိုက်တက်တို့ကတော့နော်ကစ္စတာပေးလေးကိုဒါအော်တိုဖို့ကွစ်ကြီးမှာ3မှတ်ယူပြီးမှကျွန်တော်တို့အစစ်3ကိုတက်လန်းလာမှာဖြစ်တဲ့အကြောင်းကျွန်တော်ကလည်းတင်းကောင်းကြူပြီးကျွန်တော်မာယူဖန်တွေကိုကျွန်တော်တင်းကောင်းပါလိုက်ပါတယ်ဆိုတဲ့အကြောင်းနော်ဒီမှာကျွန်တော်နိကုန်းချုပ်ပါတယ်အားလုံးပဲဘိုင်ဘိုင်